Bush State Prison မှာထောင်မိုင် Bill နဲ့တွတ်တဲ့ Singai Dwight တို့ဟာ The Human Centipede 2ဆိုတဲ့ရုပ်ရှင်ကိုကြည့်နေကြပါတယ်။အဲ့ဒီကားထဲမှာလူတစ်ယောက်ဟာလူတစ်ယောက်ရဲ့နှုတ်ခမ်းတွေကိုတဦးရဲ့ဖဲနဲ့တူလိုက်တွဲပြီးလူသားကင်းချေများ Human Centipede တကောင်ဖန်တီးခဲ့တာပါ။ Bill ကဒီကားဟာအင်မတန်အတိတ်ပဲမရှိဘူးလို့ထင်ပေမဲ့သူ့ရဲ့လက်ထောက်မလေး Daisy ကတော့သူမှချိုင်းတဲ့ကြောင်ဝန်ခံပါတယ်။စိတ်တော်သွားလေ Bill က Daisy ကိုမဖွဲမရလိုက်လံထိပါပြီးသူမှဘာထင်းမြင်ချက်ပေးပိုင်ခွင့်မှမရှိဘူးလို့တတိပေးနေတော့သူ့ထောင်ထဲမှာနောက်ထပ်ပြဿနာတစ်ခုတက်တယ်ဆိုတဲ့ဖုံးဝက်လာပါတယ်။အခင်းဖြစ်ကွာရာကိုသွားနေတဲ့လမ်းမှာဒွိုက်ကသူတို့ထောင်ဟာနိုင်ငံတွင်းမှာဝန်ထမ်းထွက်နှုန်းအများဆုံးအကျန်းဖယ်မှုနှုန်းအမြင့်ဆုံးနဲ့ဥပဒေရေးရာနဲ့စေဝါကုန်ချစရိတ်တွေအများဆုံးဖြစ်နေကြောင်းတတိပေးပါတယ်။ဒါကိုအမြန်မဖြေရှင်းနိုင်ရင်အုပ်ချုပ်ရေးမှုကသူတို့ကိုယာထုကနေဖယ်ရှားတော့မှထိပေမဲ့ဒွိုက်မှာအကျန်းတစ်ခုရှိနေပုံရပါတယ်။ထောင်သားတွေနေထိုင်တဲ့နေရာကိုရောက်တဲ့အခါမှာတော့အကျဉ်းသားတွေကဘီလ်ကိုရစစ်တထု Sadis အဖြစ်တိထားကြတာကြောင့်ဝိုင်းပြီးဆဲဆိုကြပါတယ်။အကျဉ်းသားနှစ်ယောက်ကိုကနေကကြောက်စရာကောင်းတဲ့ချင်းထောင်မှုတစ်ခုပြုလုပ်လိုက်တဲ့အခါဘီလ်ကသူ့ကိုနောက်မှရှင်းဖြစ်မယ်လို့ကြုံဝါလိုက်ပါတယ်။နောက်ဆုံးမှာတော့အကျဉ်းသားတို့ကထောင်ဝါဒတယောက်ကိုဓာတ်နဲ့ထိုးလိုက်တာကိုသူတို့တွေ့လိုက်ရပြီးဆရာဝန် Jones ကအဲ့ဒီဝါဒကိုအသက်ကယ်ဖို့စ조사နေရပါတယ်။ဒါတောင်လားဘီလ်ကသူ့လက်ကျမ်းမာရေးစစ်ဆေးမှုလုပ်ဖို့ Jones ကိုတတိပေးဖို့အချိန်ထုတ်နေပါသေးတယ်။ဝါဒါကိုဓာတ်နဲ့ထိုးခဲ့တဲ့အကျဉ်းသား178ကိုအရာရှိနေယောက်ကဖိချပေးမယ်သူကဆက်ပြီးဆဲဆိုချင်းချောက်နေတော့ပါဘီလ်ကသူ့ရဲ့လူမျိုးကိုစော်ကိုင်းပြောဆိုပြီးဘယ်လက်ကိုပို့သုံးတယ်လဲလို့မေးတဲ့အခါဒွိုက်ကညာလက်လို့ဖြေပါတယ်အဲ့ဒီနောက်ဘီလ်ကအဲ့ဒီအကျဉ်းသားရဲ့ညာလက်ကိုအယိုးထွက်သွားတဲ့အထိရိုက်ချိုးပြလိုက်ပါတော့တယ်ဘီလ်ကဒီထက်ပိုပြီးတာယာရအောင်လုံချင်နေသေးပြီးမြတ်ဒွိုက်ကစေဝါကုန်ကြစရိတ်တွေရှိသေးကြောင်းတတိပေးလိုက်ပါတယ်ဒါကြောင့်ဘီလ်ကအဲ့ဒီအကျဉ်းသားတိုင်ရပျောက်သွားတာနဲ့နောက်တစ်ခါပြန်လာခဲ့မယ်လို့ကတိပေးလိုက်ပါတယ်။ထောင်ခန်းထဲကအကျဉ်းသားတွေဟာတညီတညွတ်တွတ်ဝိုင်းဝန်းချင်းချောက်ကြပြီးလက်ကျူးသွားတဲ့အကျဉ်းသား178ကလည်းလက်စားချီဖို့ကြုံဝါပါတယ်။ဘီလ်ဟာစိတ်လွတ်သွားပြီးလူတိုင်းကသူ့ကိုလေးစားသင့်တယ်လို့အော်ဟစ်ရင်စိတ်ညံလန်းတဲ့ကိုသူနတ်နဲ့ရှောက်ပြန်ပစ်ပါတော့တယ်။ဒါပေမဲ့ဘယ်သူမှသူ့ကိုအလေးမထားကြပါဘူး။နောက်ပိုင်းမှာတော့သူယုံခန်းထဲရောက်တဲ့အခါဘီလ်ကဒွိုက်ကိုအလေခိကနှိပ်စက်နည်းတွေကိုပြန်သုံးသင့်တယ်လို့ပြောပါတယ်။ဒွိုက်ကတော့လက်ရှိစနစ်ကအလုံးမထစ်တော်ကြောင်းနဲ့အခြားနီလန်းတစ်ခုအကြံပေးချင်ကြောင်းပြောပြီးမြဲဘီလ်ကဂယုမဆိုင်ပါဘူး။အဲ့ဒီအချိန်မှာဒေးစီကပါဆဲထုတ်တစ်ခုလာပေးပြီးဘီလ်ကတော့သူမှထားတဲ့အထူးပစ္စည်းကိုရလိုက်လို့စိတ်လွတ်ချနေပါတယ်။အဲ့ဒါကတော့အာဖရိကကမျိုးနွယ်စုခေါင်းဆောင်တွေမယုံနိုင်စရာခွန်အားတွေရဖို့စားလိရှိကြတယ်ဆိုတဲ့အချောက်လန်းထားတဲ့အမျိုးသမီးအင်္ဂါတွေပါတဲ့ဘူးတဘူးပဲဖြစ်ပါတယ်ဘယ်ကဘာမှမစင်စားပဲတစ်ခုကိုယူစားလိုက်ပါတယ်အဲ့ဒီချိန်မှာပဲအမီမတိအတန်တစ်ခုစီကနေဘေးစီဖုံးဝင်လာပြီးမင်းကိုတတ်မဲ့သူတွေလာနေပြီလို့ပြောပါတယ်ဘေးဟာအယမ်းကြောက်သွားပြီးစားပွဲအောက်မှာပုံကတင်းနဲ့ထဲကြေးစံတွေဖြစ်ရင်တုံလုံးချောက်ချနေပါတော့တယ်ဒါဟာပထမဆုံးအကြိမ်မဟုတ်ဘူးဆိုတာဒွိုက်တီးနေတာကြောင့်ဝါရာလေးစီဖုံးဆက်ပြီးစုံစမ်းလိုက်တဲ့အခါသူ့အထင်အထိုင်မှတ်နေပါတယ်အချင်းစား346ကသူ့ရဲ့တလားတကြိမ်မိသားစုစီဖုံးဆက်ခွင့်ကိုတုံးပြီးဘေးကိုနောက်ပြောင်လိုက်တာပါနောက်တစ်ခေါက်အလဲစားခံလိုက်ရမှန်တီးသွားတဲ့အခါဘေးဟာတော့တကြီးနဲ့အော်ဟစ်ပါတော့တယ်အဲ့ဒီနောက်ဘီလ်ဟာကျမ်းမာရေးစစ်ဆေးဖို့စိတ်ခန့်ကိုသွားပါတယ်ဆရာဝန် Jones ကဘေးရဲ့နှလုံးခုန်တန်းကတိတ်မကောင်းတာကြောင့်စိတ်ဖိတီးမှုကြောင့်ဖြစ်နိုင်တယ်လို့ပြောပြီးစစ်ဆေးမှုတွေလုပ်ဖို့ပြောပါတယ်ဘေးကတော့စိတ်ဖိတီးမှုဆိုတာလူပြော်ဖတ်တွေအတက်ပဲလို့ထင်နေလာကြောင်း Jones ရဲ့နားရွယ်နှစ်ဖက်ကိုဆွဲပြီးတရင်ကောင်းမကြားရရင်အလုတ်ဖြုတ်ပင်မဲလို့ချင်းချောက်ပါတယ်ဒါကြောင့် Jones ကလည်းသူဟာကျမ်းမာရေးအထူးကောင်းမွန်နေပါတယ်လို့လိန်ပြောလိုက်ရပါတယ်နောက်ပိုင်းမှာဘီလ်ဟာသူ့ကိုဖုံးနဲ့နောက်ပြောင်ခဲ့တဲ့အကျဉ်းစား346စီကိုသွားပါတယ်အကျဉ်းစားဟာစားပွဲမှာအသေးချီနှောင်းခံထားပြီးဝါရာနီယောက်ကစူပွတ်နေတဲ့ရေနွေးပုံးတွေယူလာပေးပါတယ်ဘယ်ဟာအဲ့ဒီရေနွေးပူတွေကိုအကျဉ်းစား346ရက်မျက်နှာပေါ်လောင်းချလိုက်တဲ့အခါအကျဉ်းစားဟာနာကျင်လွန်းလို့အော်ဟစ်ရုန်းခံပါတော့တယ်သူ့မျက်နှာဟာပုံပြတ်ပန်းပြတ်ဖြစ်သွားခဲ့ပြီးမှဒီလိုခံစားနေရတဲ့ကြားကဘေးကိုမင်းရဲ့လူသားဆန်တဲ့စိတ်ကွညင်ပျောက်ဆုံးသွားပြီလို့ပြောလိုက်ပါသေးတယ်မကြာခင်မှာပဲအုတ်ချုပ်ရိမ်မှု Hughes ကထောင်ကိုရောက်လာပါတယ်ဘေးကသူ့ကိုစီးလိကန်ပြီးမှ Hughes ကဂျူးဘာစီးလိပဲတောက်တာကြောင့်ညင်းလိုက်ပါတယ်ဒါကိုဘေးကအတော်လေးစိတ်ထဲထိခိုက်သွားပြီးအမေရိကန်အလံကိုပြေးဖတ်ပါတော့တယ် Hughes ကဘေးရဲ့အကြမ်းဖက်နီးနဲ့ထောင်းကိုစီးမှန်းနေပုံဟာသူ့ရဲ့ယာထုကုန်တိတ်ခါကိုထိခိုက်စေတယ်လို့စူပူကြီးမှောင်ပါတယ်သူကအပြောင်းလဲတွေလုပ်ဖို့တောင်းဆိုပြီးအခြေအနေကိုပြန်စစ်ဆေးဖို့နှစ်ပတ်အတွင်းပြန်လာမယ်လို့ပြောပါတယ်အခြေအနေတွေတိုးတက်မလာရင်ဘယ်နဲ့ဒရိုက်တို့ကိုအလုပ်ဖြုတ်မယ်လို့လဲဆိုပါတယ် Hughes ထွက်သွားပြီးနောက်ဘီလ်ကတစ်ခါပြန်ပြီးစိတ်ဖုတ်ပြန်လာကအုတ်ချုပ်ရည်မှုကိုအမျိုးမျိုးဆဲဆိုပါတော့တယ်ဒါတောင်မှသူကသူ့ရဲ့ရက်စစ်တဲ့အကျင့်ဒီကိုမပြင်ဘဲအကျဉ်းသားအားလုံးကိုကွင်းပြင်ထဲထုတ်ကပူပြင်းလာတဲ့နွေရာသီနေအောင်အောက်မှာနာယီပေါင်းများစွာမတ်တက်ရက်ခိုင်းထားလိုက်ပါတယ်
Bill ဟာကင်းမျိုးစင်ပေါ်တက်ပြီးအကျဉ်းသားတွေကိုအတန်ချဲဆက်နဲ့လှောင်ပြောင်ဆဲဆိုပြီးနောက်ပြစ်ဒဏ်အတစ်တစ်ခုကိုကြေညာလိုက်ပါတယ်။အဲလာကတော့မိမကိုတွင်အင်ကဖျက်တောက်ခြင်းပဲဖြစ်ပါတယ်။သူ့ရဲ့ပထမဆုံးတားကောင်ကတော့အကျဉ်းသား2090ခွန်ဖြစ်ပြီးဝါရတွေကသူ့ကိုထောင်ထဲပြန်ခေါ်သွားကြပါတယ်။အချို့ခန်းထဲမှာဝါရတွေကအကျဉ်းသား2090ခွန်ကိုနိုင်ရန်မှာဖိကတ်ထားစဉ်ဘီလ်ကဓာတ်ချောင်းကိုမီးဖို့ပြီးအကျဉ်းသားရဲ့အင်ကခွေးစီကိုလှီးဖြတ်လိုက်ပါတယ်။အကျဉ်းသားရဲ့နားချင်းစွာအော်ဟစ်တန်ကိုနားထောင်ပြီးသူကတာယာနေခဲ့ပါတယ်။အဲ့ဒီနောက်ဘီလ်ကအဲ့ဒီရင်ကားတွေကိုသူ့အတွက်နေလဲစားချက်ပေးဖို့မီးဖို့ချောင်းကိုပို့လိုက်ပါတယ်။သူဟာအကျဉ်းသားရဲ့သွေးတွေကိုသူ့မျက်နှာမှာတုပ်လင်းပြီးပြစ်ဒဏ်ပေးမှုကိုအဆုံးသတ်လိုက်ပါတယ်။ယုံခန့်တဲ့ရောက်တဲ့အခါဘီလ်ကဒွိုက်ချီနေတာကိုဂယုမဆိုင်ပဲဒေးစီကိုသူ့နဲ့မဖွဲမရပင်းလို့ဖို့အတင်းအကျပ်ခိုင်းစေပါတယ်။ပြီးသွားတဲ့ခါမှာတော့ဘီလ်ကဒေးစီရဲ့အဖေကိုထောင်ကားလွတ်အောင်သူကူညီထားတာကြောင့်ကျေးဇူးတင်သင့်ကြောင်ပြောပြီးသူ့ရဲ့အရေးမျိုးတွေကိုမျိုးချခိုင်းပါတယ်။ဒေးစီကခန်းတွင်းပြန်နေတာကိုပျောက်အောင်တခြားလုံးတောင်းရာကမိဘူးထဲကအယူသမီးအင်ကအချောက်ကိုဘာမှမသိပဲစားလိုက်မိပါတယ်။ အဲ့ဒီနောက်ဘီလ်ကအကျဉ်းသားညီရဲ့ကုသဖနဲ့ရဲ့အင်္ဂါတွေကိုနေလက်စာဖြစ်စားနေတာကိုကြည့်ပြီးဒရိုက်ကယွင်းချနေခဲ့ပါတယ်။ဒရိုက်ကထောင်ကိုတိုးတက်အောင်လုပ်ဖို့သူ့မှာအကြံရှိတယ်လို့အတင်းပြောင်းနေပြီးမြဲဘီလ်ကတော့သူ့စားပွဲပေါ်မှာ Human Centipede ရုပ်ရှင် DVD တွေကိုတွေ့သွားတာကြောင့်စိတ်တူပြီးဒရိုက်ကိုခရူးမဆိုင်ပဲလိလူရှူထားလိုက်ပါတယ်။နောက်ပိုင်းဆေးပေးကန်းထဲမှာတော့အကျဉ်းသား3လိုက်လိတ်စိတ်6ရဲ့မျက်နှာကိုပတိတွေကိုသူ့နာဖြူကခွာပေးနေတာကိုဘီလ်ကထားရစွာကြည့်နေပါတယ်။အကျဉ်းသားကတော့နာကျင်လို့အော်ဟစ်နေပြီးဘီလ်ကိုဆဲဆူနေတော့ပါပဲ။အဲ့ဒီနောက်ဘီလ်ကအကျဉ်းသားတီလာခုလက်ဆရှိစီထွားပြီးသူ့ကတိအတိုင်းလက်စားချေဘူးရောက်လာပြီးလို့ပြောကအဲ့ဒီလူရဲ့လက်ချောင်းတွေကိုချိုးပစ်လိုက်ပါလေ။ဆရာဝန်ဂျွန်းစ်ကအကျဉ်းသားနေလာခုဆက်ခုနှစ်ရဲ့အခြေအနေတည်ငြိမ်သွားပြီလို့သတင်းပို့တဲ့အခါဘီလ်ကအရန်ကျင့်နဲ့သွားပြီးမနက်ဖြန်ကြရင်အကျဉ်းသားအလုံးကိုမိမကိုအတွင်အင်ကဖျက်ထောင်ထောမယ်လို့ကြီးညာလိုက်ပါတယ်။ဒရိုက်ကဘီလ်ရဲ့ယူကြောင်ကြောင်နိုင်မှုတွေကိုတီးခံပေးတဲ့အတွက်ဂျွန်းစ်ကိုကြီးစုတင်စကားပြောပါတယ်။အဲ့ဒီအခါဂျွန်းစ်ကလည်းဒါဟာသူ့ရဲ့ဆရာဝန်လိုက်စမရှိပဲအလုပ်လုပ်ခွင့်ပေးမဲ့တကူထဲသောနေရာဖြစ်နေလို့ပါလို့ရှင်းပြပါတယ်။ဘီလ်ကအကျဉ်းသားနေဟာခုဆက်ခုနှစ်ကိုတွားနိုးပြီးလောင်ပြောင်ပေးမဲ့အကျဉ်းသားကမကြောက်တဲ့အပြင်ဖြန့်ပြီးချင်းချောင်နေပါတယ်။ဒါကိုဘီလ်ကဒေါသထွက်ပြီးအကျဉ်းသားတည်သွားတဲ့အထိလဲပင်းညစ်တက်လိုက်ပါတယ်။ပြီးတော့ဂျွန်းစ်ကိုခေါ်ပြီးဖြန့်အသက်သွင်းခိုင်းပါတယ်။ဆရာဝန်ကနှလုံးနူးဆက် defibrillator နဲ့အသက်ပြန်သွင်းပြလိုက်ပေးမဲ့ဘီလ်ကအားမရပဲထပ်ပြီးလဲပင်းညစ်တက်လိုက်ပြန်ပါတယ်။ဘီလ်ထွက်သွားတဲ့အခါမှာတော့ဒရိုက်ကဂျွန်းစ်ကို Human Centipede ရုပ်ရှင်တွေကိုကြည့်ဖို့ပြောလိုက်ပါတယ်။ ညနေပိုင်းမှာတော့ဘင်လာရေးချိုးခန်းချမ်းမှာထိုင်ပြီးအတော်ကြာငိုနေခဲ့ပါတယ်။ပြီးတော့တနက်တလက်ဝီစကီတပုံးနဲ့သူရုံးခန်းတဲ့ကိုပြန်လာပြီးအကျဉ်းစားတွေကသူ့ကိုမလေးစားကြောင်းနဲ့သူ့အလုပ်ပြုတ်တော်မှာထစ်ကြောင်းညီးသွားနေပါတယ်။အဲ့ဒီချိန်မှာဒရိုက်ကစိတ်မရှိတော့ပဲအော်ဟစ်ပြီးသူ့ရဲ့အကြံဉာဏ်ကိုနားထောင်ဖို့ပြောပါတော့တဲ့။သူကအကျဉ်းစားအလုပ်ကိုတုံးပြီးအလွန်ကြီးမားတဲ့လူစားကင်းချေမြကြီးတစ်ခုဖန်တီးချင်နေတာပဲခဲ့ပါတယ်။ဒီလိုလုပ်ချင်းအဖြစ်ထောင်တွင်းရန်ပွဲတွေဝါရတွေကိုတက်ခိုက်တာတွေနဲ့မလေးမစားလုပ်ကာတွေရှိတော့မှမဟုတ်ပါဘူး။ဒါဟာအကျဉ်းစားတွေကိုဘင်းရစ်ချေပွားအောင်မှဒူးထောက်စီမှာခက်တီရာဇဝတ်မှုတွေကိုဟန်တာဖို့အကောင်းဆုံးနည်းလမ်းထစ်လာပါလိမ့်မယ်။ဘင်းကတော့အဲ့ဒီရုပ်ရှင်တွေဟာလက်တွေ့မကြဘူးလို့ထင်နေပေမဲ့ဒရိုက်ကတော့ဒါရိုက်တာနဲ့စကားပြောပြီးဖျောက်နဲ့ဒါတွေဟာစေးပညာရတီးကြမှန်ကန်ကြောင့်အတီးပြုပေးပါတယ်။ဒါတောင်မှဒေါသထွက်နေတဲ့ဘင်းကဒါဟာအတိတ်ဖယ်မရှိတဲ့အကြံဉာဏ်လို့ထင်နေတော့ဖြစ်ပြီးသူ့ကိုဆဲဆိုးရဲ့ဒရိုက်ကိုအလုတ်ဖြုတ်လိုက်ပါတယ်။ဘင်းကမောတုံပြန်မှုအနေနဲ့တတွေးနဲ့မဲ့ထွေးလိုက်ပါတယ်။ဒရိုက်အထွက်မှငိုနေတဲ့ဒေစီကိုသူ့ရဲ့လက်ကင်ဖို့ဝပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဘင်းဟာလူသားတွေကိုမုံတီးကြောင်အော်ဟေရင်စိတ်ခောက်ပြန်လာပါတယ်။အမျိုးသမီးအင်ကအချောက်တွေကိုထပ်စားပြီးနောက်သူဟာကင်းမြော့စင်းပေါ်တက်ပြီးအတန်းချဲ့စဲနဲ့အချင်းစားတွေကိုလိုက်ဆဲပေးမဲ့ကွင်းပင်ကအလွတ်ကြီးဖြစ်လေပါတယ်ခဏကြာမှာတော့ဘင်းဟာသမင်းစောက်ဆောင်မှာတယောက်ထဲအရက်တောက်နေတော့ရုတ်တရက်အချင်းစားအလုံးကသူ့ကိုဝိုင်းထားလိုက်ကြပါတယ်သူကအကူနီတောင်းပြီးអော်ပေမဲ့ဝါရနေရောက်မလာပါဘူးဒါကြောင့်သူဟာအမိန့်အတန်းလှုပ်ဆောင်ခဲ့တာပါလို့ပြောရင်အားလုံးကိုပြန်လွတ်ပေးပါမယ်လို့ကတိပေးရင်းနဲ့သူ့မှာနှလုံးရောက်ကရှိပါတယ်ဆိုပြီးအသက်ပေးကနေအတနာခံပါတော့တဲ့အကျဉ်းစားတွေကသူ့ကိုဖိထားပြီးအကျဉ်းစား290ခွန်ကဘင်းလီရဲ့ခန္ဓာကိုယ်ဘေးမှာအပေါက်တကူဖောက်ကသူ့ရဲ့အင်္ကာကိုထိုးထည့်လိုက်ပါတယ်ဘင်းဟာသူ့အိမ်ထဲမှာအော်ဟစ်နေရပြီး290ခွန်ကသူ့ရဲ့အစိတ်အစံမျိုးစေ့တွေကိုဘင်းရဲ့ကိုယ်ထဲထည့်လိုက်တဲ့အခါကျန်တဲ့သူတွေကလည်းစိတ်လှုပ်ရှားစွာနဲ့ဝိုင်းအော်ကြပါတယ်အနီးနားမှာလည်းနောက်ထပ်အကျဉ်းစားတယောက်ကဒွိုက်ကိုမဖွဲမရပြုလို့ဖို့အတင်းအင်းချက်ခိုင်းစေနေပါတယ်အဲ့ဒီအချိန်မှာပဲဘေးဟာသူ့ရုံခန်းထဲမှာဒီအိမ်မက်ဆိုးကနေလက်နိုးလာပါတယ်နောက်တနေ့မှာတော့ Dwight နဲ့အကျူ Human Centipede ရုပ်ရှင်ရဲ့တကယ် Director Tom တို့ BC ကိုရောက်လာကြပါတယ်။ Tom လက်ဆွဲနှုတ်ဆက်ဖို့ကြိုးစားတဲ့အခါဘေးကသူ့ကိုတန့်ထွေးနဲ့ထွေးလိုက်ပါတယ်။ Dwight က Tom ရဲ့အောင်မြင်မှုတွေကိုချီးကျူးနေတော့ဆရာဝန် Jones ရောက်လာပြီးအကျဉ်းပါလေးနှစ်ကိုခွန်းဟာနှလုံးရက်သွားပြန်လို့နောက်တစ်ချိန်ပြန်ပြီးအသက်သွင်းခဲ့ရကြောင်းရှင်းပြပါတယ်။
ဒရိုက်ကလူသားကင်းချီများစီမံကိန်းဟာထောင်ရက်ပြဿနာတွေကိုဖြေရှင်းဖို့အကောင်းဆုံးအစီအစဉ်ဖြစ်တယ်လို့အတင်းအကျပ်ပြောဆိုပြီးတမ်ကလည်းဒါဟာစေးပညာရာတိကျမှန်ကန်ကြောင်းသူရုပ်ရှင်မရိုက်ခင်ဆရာဝန်စီကရထားတဲ့ပုံစံကားချက်တွေကိုပြသပြီးအာမခံပါတယ်။ Jones ကပုံစံကားချက်တွေကိုလေ့လာပြီးနောက်ဒါဟာတကယ်ဖြစ်နိုင်ကြောင်းအတည်ပြုပေးလိုက်ပါတယ်။ဒါကြောင့်ဘေးကနောက်ဆုံးမှာတော့ဒါကိုလှုပ်ဖို့သဘောတူလိုက်ပါတယ်။ဒါပေမဲ့ဒရိုက်ကရုပ်ရှင်တဲ့ကနေမတူပဲနီလန်ပြောင်းဖို့အကြံပြုပါတယ်အကြောင်းရင်းကတော့အကျဉ်းသားတွေဟာပြစ်ဒဏ်စီရင်ခန္ဓာကိုယ်အစိတ်ပိုင်းတွေမဆုံးရှုံးပဲပြန်လွတ်ရမှာဖြစ်လို့ပါသွားတွေကိုရိုက်ချိုးမဲ့အစားဘားဆက်ကိုအမြဲပွင့်နေအောင်ကွင်းနေတုံးဖို့နဲ့ဒူးကြောတွေကိုဖြတ်မဲ့အစားယာယီလေးဖြတ်နေအောင်လုပ်ဖို့ပြောပါတယ်Jones ကဒီစီမန်ကိန်းကိုမကြိုက်ပေမဲ့ဘေးကအလုပ်ဖြုတ်မဲ့ကိုချင်းထောက်ထားတာကြောင့်ပူပေါင်းဆောင်ရွက်လိုက်ရပါတယ်တောင်ကလည်းခွဲစိတ်နှစ်ခုကိုကြီးခွင့်ရမယ်ဆိုတဲ့အချက်နဲ့သူ့ရဲ့ idea ကိုသုံးခွင့်ပေးလိုက်ပြီးဘေးကလည်းနောက်ဆုံးမှာတော့သူ့ကိုလက်ဆွဲနှုတ်ဆက်လိုက်ပါတယ်ဘေးကသူ့ရဲ့အစီအစဉ်ကိုမချေညာခင်အကျဉ်းသားတွေကိုအဲ့ဒီရုပ်ရှင်တွေအရင်ပြသင့်တယ်လို့ထင်နေပေမဲ့ဒရိုက်ကတော့ညင်းဆန်လိုက်ပါတယ်ဒိုက်ကဒီလိုရုပ်ရှင်ပြလိုက်ရင်အကျဉ်းသားတွေကိုပိုပြီးကြမ်းတမ်းလာစေနိုင်တာကြောင့်သူတို့မထီအောင်အားလုံးကိုကျူးတင်ပြင်ဆင်တင့်တယ်လို့ထောက်ပြပါတယ်။ဒါပေမဲ့ပုံစံအတိုင်းပဲဘဲကသူ့စကားကိုနားမထောင်ပါဘူး။အဲ့ဒီနေ့မွန်လွဲပိုင်းမှာအကျဉ်းသားတွေကိုပထမဆုံးရုပ်ရှင်ကိုပြလိုက်ပါတယ်။တချို့ကပြောနေကြပေမဲ့တချို့ကတော့ဒါဟာယွန်းစရာကောင်းပြီးပိတ်ပင်တင့်တယ်လို့ထင်ကြပါတယ်။သူတို့တွေစူးစူးညံညံနဲ့ကန့်ကွက်လာတဲ့အခါဘဲကသူတို့ကိုအတန်တိတ်သွားအောင်တင်းနတ်ကိုမိုးပေါ်ထောင်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်ဘဲကသူ့ရဲ့စီမံကိန်းအကြောင်းပြောပြလိုက်တဲ့အခါဒွိုင်ခံမှန်းခဲ့တဲ့အတိုင်းလူတိုင်းထိတ်လွတ်တုန်လှုပ်တုန်ကြပါတယ်။အကျဉ်းသားတွေကအဝါသားတွေကိုစကင်ရိုက်နိုင်ကြတာကြောင့်ဘဲနဲ့ဒွိုင်တို့ထွက်ပြေးကြရပါတယ်။သူတို့ကသူတို့နောက်ကတကားကိုပိတ်ခဲ့ပြီးမြဲအကျဉ်းသားတွေကဘယ်လိုနည်းနဲ့မဆိုဖွင့်နိုင်ခဲ့ပါတယ်။ဘယ်နဲ့ဒွိုက်တို့ကယုံခန်းထဲမှာသွားပုံကြပေမဲ့ဒေးစီကိုတော့သူတို့နဲ့အတူပုံခွင့်မပေးခဲ့ပါဘူးဒေးစီကသူမှဘာမှပတ်သက်မှုမရှိကြောင်းအကျဉ်းသားတွေကိုပြောဖို့ကြိုးစားပေမဲ့အကျဉ်းသားတောင်18ယောက်ကသူမကိုရိတ်ချလိုက်ပြီးလေပင်ညစ်ပါတော့တယ်အဲ့ဒီနောက်အခြားလူတစ်ယောက်ကသူမကိုအဓမ္မကျင့်နေတော့တောင်18ယောက်ကသူမကိုဓာတ်နဲ့ပါထိုးပါတယ်အကျဉ်းသား998ယောက်ကယုံခန်းတကားကိုမိသားဆေးဘူးနဲ့ထူးရိုင်နေတော့ဒရိုက်ကအကူညီတောင်းဖို့ဖုံးဆက်ပြီးဘဲကတော့အမျိုးသမီးအင်ကအချောက်တွေကိုထပ်ဆိုင်နေပါတယ်အဲ့ဒီနောက်ဘဲကပြတင်းပွဲကိုရိုက်ခွဲပြီးလွတ်မြောက်ဖို့အတွက်ကွင်းပြင်ထဲကိုခုန်ချသွားပါတယ်။ဒရိုက်ကလည်းစိတ်ပြက်လက်ပြက်နဲ့ဘူးထဲကအင်ကာတွေကိုလိုက်စားနေတော့အချူအေးချမ်းတွေရောက်လာပြီးဒေးစီကိုစော်ကားနေတဲ့သူကိုပစ်တတ်ကဂျန်တဲ့သူတွေကိုဖမ်းဆီးလိုက်ပါတယ်။ကွင်းပြင်ထဲမှာလည်းထွက်ပြေးဖို့ချိုးစားတဲ့အချင်းသားအလုံးအဖမ်းခံလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့ဒရိုက်ကဘီယိုကိုရှာတွေ့သွားပြီးဒေးစီတန်ရအပင်းထန်ရထားကြောင်းပြောပြီးမြဘီယိုကတော့သူ့မှာပွင့်ပဲ့တန်ရအနှဲငယ်ပဲရှိတာတောင်သူ့အတွက်ဆရာဝန်အရင်ခေါ်ပေးဖို့တောင်းဆိုနေပါတော့တယ်။အဲ့ဒီနောက်သူဟာကွင်းပြင်လဲမှာကလေးတယောက်လိုတောင်းကျမ်းပါတော့တယ်။ခဏကြာမှာတော့အကျဉ်းစားတွေဟာသူတို့ရဲ့အချုပ်ခန်းထဲမှာတိတ်ဆိတ်နေတာကိုတွေ့ရလို့ဘေးတယောက်ကြီးနဲ့သွားပါတယ်။သူဟာသူ့ရဲ့ rifle တင်တဲ့ထဲမှာမေးဆေးမြတီထည့်ပြီးအကျဉ်းစားတွေကိုတယောက်ပြီးတယောက်ပိတ်ကအိပ်ပျော်သွားအောင်လုပ်ပါတယ်။ပြီးတော့ဝါဒါတွေကအကျဉ်းစားတွေကိုဆေးပေးခန်းနဲ့ခေါ်သွားပြီးကုတင်တွေမှာချီနှောင်ထားစဉ်ဘေကခွဲစိတ်မှုအစီအစဉ်ကိုရှင်းပြပါတယ်။ဆရာဝန် Jones ကိုခွဲစိတ်ကူတာဤအဖွင့်9ရန်ခွင့်ပေးထားပြီးသူတို့ဟာအကျဉ်းစား3ယောက်စီပါတဲ့ကင်းချီများအစိပ်ပိုင်းလေးတွေကိုစတင်ဖန်တီးနေကြပါပြီ။အဲ့ဒီအပိုင်းအစားလေးတွေကိုအပြင်ကဆေးရုံတဲတွေထဲမှာထားရှိပြီးနောက်ဆုံးမှာတော့ကွင်းဆက်ကြီးဖြစ်အောင်တဖြည်းဖြည်းချင်းလိုက်တွဲမှထစ်ပါတယ်။အကျဉ်းစားတယောက်မှာခဏခဏဝမ်းညောတတဲ့ဦးလန်းချောင်းယောဂါရှိနေတာကြောင့်ဘေးကလက်စားချေတဲ့အနေနဲ့အဲ့ဒီလူကိုအကျဉ်းစား298ရဲ့ဘာဆက်နဲ့တွဲချုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်ထပ်အကျဉ်းစားတယောက်မှာတော့ဝမ်ဘိုက်ကနေအညစ်ကြီးဆွန့်ရတဲ့အပေါက်စတိုမာပါနေတာကြောင့်စာအိုကိုပိတ်ချုပ်ထားပြီးသားဖီနီလို့ကင်းချေများထဲမှာပါဝင်ဖို့မကိုက်ညီပါဘူး။ဒါကြောင့်ဘေကသူ့ရဲ့အသေးနဲ့ပြောင်းကိုအဲ့ဒီအပေါက်ထဲထိုးထည့်ပြီးပြစ်တက်လိုက်ပါတယ်။ဒါတင်မကသေးပဲကင်းချေများလို့ဖို့မကိုက်ညီတဲ့ဝှီးချဲနဲ့အကျဉ်းစားတူကိုလည်းပြစ်တက်လိုက်ပါသေးတယ်။အဲ့ဒီနောက်ဘေနဲ့ဒရိုက်ဒူဟာတတိမေ့မျောနေတဲ့ဒေးစီစီကိုတွားကြည့်ကြပါတယ်။ဒရိုက်ကထူမာကိုစနစ်တကျရှိတဲ့ဆေးရုံကြီးစီပိုတင်းတယ်လို့ထင်ပြီးမှဘေကတော့ဒိုင်တာရထားတဲ့အမျိုးသမီးတွေကိုကြည့်ပြီးစိတ်ကြွနေတာကြောင့်ထူမာကိုအနာမပဲထားချင်နေခဲ့ပါတယ်။နွိုက်ကတနာညတာဘိုးတောင်ပန်နေတာကိုကြည့်မဆိုင်ပဲဘီလ်ဟာတတိမိနေနဲ့ဒေဇီရဲ့ကိုဘော်ကိုတက်ပြီးမထွက်မရဖြူလိုပါတော့တယ်ခဏကြာမှာတော့ယုံခန့်ပတင်ပေါက်ကိုကြံပြင်းပြီးသွားပြီးဖြစ်တယ်လို့အချင်းသားအလုံးနီးပါကိုလည်းခွဲစိတ်မှုပြုလုပ်ပြီးသွားပါပြီဒါကြောင့်ဘီလ်ကသူ့ရဲ့အမျိုးသမီးအင်္ဂါဘူးကိုအကုံစားပြီးအောင်ဖွဲခံပါတယ်အဲ့ဒီနောက်သူကအုတ်ချုပ်ရည်မှု Hughes အဖြစ်ဟန်ဆောင်ပြီးသူ့ရဲ့ပြောင်မြောက်လာတဲ့စီမံကိန်းပေါ်အုတ်ချုပ်ရည်မှုဘလောက်တောင်သဘောကျမလဲဆိုလာကိုစိတ်ကူးရင်နေတာကြောင့်ဒရိုက်ကဒါဟာသူ့ရဲ့အကြံဉာဏ်ဖြစ်ကြောင်းပြန်စတိပေးလိုက်ရပါတယ်
အဲ့ဒီနေမလွဲပိုင်မှာတောင်ဖြောင်ရောက်လာပြီးဘီလ်ကထောင်ဝနန့်လိုက်ပြပါတယ်နောက်ဆုံးချက်နဲ့အကျဉ်းသားဟာစိတ်မနှံ့သူဖြစ်ပြီးကိုယ့်အညစ်အကြေးကိုစားရတာကိုသဘောကျနေတာကြောင့်ကင်းချီများထဲမှာပါဝင်ရမှာကိုစောင့်မျှော်နေပါတယ်ဒါပေမဲ့ဘီလ်ကတော့ဒါဟာပြစ်ဒဏ်ဖြစ်တာကြောင့်ဘသူကမှသဘောမကျစေခြင်းပဲအဲ့ဒီလူကိုပါပြစ်တက်လိုက်ပါတယ်အဲ့ဒီနောက်ဘီလ်ကတောင်ကိုခွဲစိတ်ခန်းတဲ့ခေါ်တွက်ပြီးအကျဉ်းသား346ရဲ့မျက်နှာကိုနောက်ထပ်အကျဉ်းသားတယောက်ရဲ့ဖင်နဲ့တွဲချုပ်နေတာကိုကြည့်ခိုင်းပါတယ်ဒါကိုဘီလ်ကအတော်လေးစိတ်လှုပ်ရှားနေခဲ့ပါတယ်အခြားအခန်းတစ်ခုမှာတော့တချို့အချင်းသားလေးရဲ့ခြေလက်တွေကိုဖျက်တောက်နေတာကိုတွေ့လိုက်တော့ဒရိုက်တယောက်ထိတ်လန့်သွားပြီးအဲ့ဒီမြင်ကွင်းကြောင့်တ Tom လဲအန်ပါတော့တယ်ဒရိုက်ကရှင်းပြချက်တောင်းပေးမဲ့ဘီလ်ကတော့ဒါဟာအန်အာတင်းစရာ surprise တစ်ခုဖြစ်တယ်လို့ပဲပြောပါတယ်စီမန်ကိန်းအဆုံးသတ်သွားတဲ့အားအုပ်ချုပ်ရေးမှု use ကိုထောင်ထဲဖိတ်ချလိုက်ပါတယ်ဘီလ်နဲ့ဒရိုက်တို့က use ကိုခွင့်ပြုတဲ့ခေါ်ထော်ပြီးအရှိဆုံးမှာ346ပါဝင်တဲ့အေးရမလူသားကင်းချီများကြီးကိုပြထားလိုက်ပါတယ်သူတို့နှစ်ယောက်က use ကိုဒီလိုကြောက်စရာကောင်းတဲ့ပြည်တန်ကြောင့်ရာဇဝတ်မှုကင်းစင်တဲ့ကဘာကြီးဖြစ်လာတော့မယ့်အကြောင်းရှင်းပြကြပါတယ်လူသားကင်းချီများကြီးကိုအတင်းအမအစာကျွေးတဲ့အခါမှာတော့အရှိဆုံးက346တယောက်ပဲအစာအစီကိုစားရပြီးကျန်တဲ့သူတွေကတော့သူတို့အရှိကလူရဲ့အညစ်အကြေးတွေကိုပဲမျိုးချကြရပါတယ်ဒီစီကိုတောင်မှဒီကွင်းဆက်ထဲမှာထည့်သွင်းထားတာပါဒရိုက်ကဒီလိုလုပ်ခြင်းအပြင်အစာအသောက်လက်နေထိုင်စေးကြီးဘလောက်တောင်ထပ်တာသွားမလဲဆိုတာကိုတွတ်ပြောနေပေမဲ့ဘီလ်ကတော့ကင်းချီမရဲ့နောက်ဆုံးလူမှာအညစ်အကြေးတွေပေးချန်နေလို့ဆိုပြီးဒရိုက်ကိုအတင်းဆန်ရှင်လှုပ်ခိုင်းလိုက်ပါတယ်ဆက်လက်ပြီးဘီလ်ကအောက်ချုပ်ရီမှုကိုကွင်းပြင်ရဲ့တခြားတနေရာကိုခေါ်သွားပြီးသူ့ရဲ့အံအားတင်းစရာလက်ရာကိုပြပါတယ်။အဲ့ဒါကတော့ထောင်တန်းတစ်သက်နဲ့တေတန်းကျနေတဲ့အကျဉ်းသားတွေကိုသုံးပြီးဖန်တီးထားတဲ့လူသားခူးကောင်ပဲဖြစ်ပါတယ်။ဒီလူတွေဟာဘယ်တော့မှပြန်လွတ်မှာမဟုတ်တာကြောင့်သူတို့ရဲ့ခြေလက်တွေကိုဖျက်တောက်ထားပြီးမြေပြင်ပေါ်မှာခူးကောင်တစ်ကောင်လိုပဲသွားနိုင်ကြပါတော့တယ်။ဆေးပိတ်ခန်းထဲရောက်တဲ့အခါဘီလ်ကထောင်တန်းစီလိုကင်းချေများထဲကနေပြန်ထုတ်ပေးထားတဲ့အကျဉ်းသားတအောင်နဲ့ Hughes ကိုမိတ်ဆက်ပေးပါတယ်။အဲ့ဒီလူရဲ့ပါးဆက်နဲ့ဖင်မာဖဲချုပ်ရိုးအမာရွတ်တွေကြာနီးခဲ့တာပါ။လူတယောက်ဟာလူသားကင်းချေများထဲမှာပါခဲ့ဖူးသလားဆိုလာကိုလူအများကကြည့်ယုံနဲ့သိနိုင်မှာဖြစ်လို့ဒါဟာရာဇဝတ်မှုတားဆီးရေးအတဲ့ကောင်းတယ်လို့ဘီလ်ကယူဆနေပါတယ်။ဘီလ်ကအဲ့ဒီလူကိုဘလို့နေသလဲလို့မေးပေမဲ့ထိုလူကအင်္ဂလိပ်စကားမပြောတတ်တာကြောင့်သူ့ကိုပြန်လွတ်လိုက်ပါတယ်။ Hughes ကတော့ဒီစီမန်ကိန်းတစ်ခုလုံးကိုကြည့်ပြီးထိတ်လန့်တုန်လှုပ်သွားကဘီလ်နဲ့ဒရိုက်တို့ကိုဒီကိစ္စအတွက်တေးတန်းပေးမိလို့ကြီးညာပြီးထပ်ထွားပါတယ်။ဘီလ်ဟာသူ့တနက်ကိုထုတ်ပြီးကိုအစိုးစီရင်ဖို့စဉ်းစားလိုက်ပြီးမဲ့နောက်တော့ဒါဟာဒရိုက်ရဲ့အကြံဉာဏ်ဖြစ်တာကြောင့်ဒရိုက်ဘတ်ကိုတနက်နဲ့ပြန်ချင်းလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲဆရာဝန်ဂျွန်းစ်ကသူတို့စီလာစစ်စီရင်ရောက်လာတာကြောင့်ဘီလ်ကသူ့ကိုတနက်နဲ့နှစ်ချက်ပစ်ပြီးတပ်ပစ်လိုက်ပါတယ်။ဘီလ်ကဒရိုက်ကိုပါထပ်ပစ်ဖို့ပြင်နေတော့မှာပဲအုပ်ချုပ်ရေးမှု Hughes ကပြန်ဝင်လာပြီးဒီစီမန်ကိန်းဟာအမေရိကအတွက်တကယ်ကိုလိုအပ်နေတဲ့အရာပဲလို့ပြောလိုက်ပါတယ်။ Hughes ကဒီ idea ကိုဝါရှင်တန် DC အထိယူသွားဖို့နဲ့နောက်တစ်ချိန်မှာသမတဖြစ်လာဖို့အထိမျှော်လင့်ချက်ကြီးစွာနဲ့ပြောဆိုပြီးပြန်ထွက်သွားပါတယ်။ Hughes နောက်တစ်ချိန်ထွက်သွားပြီးတဲ့နောက်မှာတော့ဒရိုက်ကဒါဟာသူ့ရဲ့ idea ဖြစ်တာကြောင့်ဂုဏ်ပြုခံရဖို့ကြိုးစားပါတယ်။ ဘီလ်ကဒရိုက်ကိုဖတ်လိုက်ပြီးမင်းဟာတကယ်ပါရမီရှင်ပဲလို့ချီးကျူးလိုက်ပြီးမင်းချစ်ချင်းဆိုသလိုပဲဒရိုက်ရဲ့ခေါင်းကိုတနက်နဲ့ပြစ်တက်လိုက်ပါတော့တယ်။အဲ့ဒီနောက်ဘီလ်ကတနက်ဖော်ကသူ့ရဲ့လက်ဖွေရာတွေကိုဖျက်လိုက်ပြီးဒရိုက်ကိုအဆုံးစီရင်သွားသလိုမျိုးဖြစ်အောင်ဒရိုက်ရဲ့လက်ထဲကိုတနက်ထည့်ပြီးခဲ့ပါတယ်။အတန်ကြာပြီးနောက်မှာတော့ဘီလ်ကကင်းမြုံစင်ပေါ်မှာအဝတ်အစားတစ်ထဲမှမပါဘဲကိုလုံဒီနဲ့ရပ်နေပါတယ်။သူဟာအောက်ကကွင်းပြင်ထဲမှာသွားနေကြတဲ့လူဖားကင်းချီများကြီးကိုကြည့်ပြီးခြေနဲ့အားရစွာနဲ့အတန်ချဲ့ဆက်ကနေယူသွက်စွာအော်ဟီရင်စကားကပြီးဆုံးသွားပါတော့နိ။ကဲဒီနေ့ရဲ့ထိတ်လန့်စရာလဲကောင်းလာတဲ့ movie recap လေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင်ညွှန်းတွေကိုအမြဲကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာနောက်ထပ်ဗီဒီယိုအသစ်ဒီမှာပြန်တွေ့ကြပါမယ်အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေ